အားလုံးပဲမင်္ဂလာပါဗျ special try ဒါ football တစ်ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်မနေ့ကတော့ကျွန်တော်ရဲ့တပွဲကောင်းရွေးချယ်မှုနာပိုလီဘော်ဒီကျွန်တော်တို့ goal out ကတော့ဇုံပဲဇုံအောင်ခဲ့တယ်ဒါ goal out ကတော့ကျွန်တော်တို့ဒါ2.ကျွန်တော်2.2လုံး50အရှုံးဆိုတော့ကျွန်တော်တို့ပြား90လောက်တော့ goal out ကစားခဲ့ရမှာပေါ့ body ကတော့အပြည့်ပဲ United နဲ့နေ့မှာရှုံးခဲ့သမျှကိုနာပိုလီနဲ့ကျွန်တော်ပြန်ယူပေးနိုင်ခဲ့တယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်ဒီနေ့မှာလဲဒါကျွန်တော်တို့24ရက်နေ့မနက်ပိုင်းမှာကံမဲ့တပွဲကောင်းပေါ့နော်ဒီပွဲကတော့ပွဲစဉ်တွေကတော့အခုရက်ပိုင်းကျွန်တော်တို့စနေနေ့တွေမဟုတ်ရင်တော့ပွဲစဉ်ကအများကြီးရှိမှာမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်ဒါ AFC Champions League ပွဲတွေကကျွန်တော်စိတ်ကြိုက်တပွဲလေးတွေကိုရွေးပြီးတော့ကျွန်တော် Telegram Channel ကျွန်တော်ရဲ့ Channel မှာ Free Channel မှာထုတ်ပြီးတော့ညီကိုတွေအတွက်ဒါဘောဝဲမရှိခင်ပြည့်စော်သားဖို့ကျွန်တော်တင်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားဖို့အကြံပြုချင်ပါတယ်ကဲဒီနေ့မှာတော့ကျွန်တော်တို့ကာရာဘောင်ကပ် semi final ပွဲစဉ်ကျွန်တော်စင်မြိုင်ကြီးနဲ့ Crystal Palace တို့တွေ့ပြီပေါ့အာဆင်နယ်ကတော့ကျွန်တော်တို့ဒီယာဒီအခုနောက်ပိုင်းမြင်နေရတဲ့အချိန်မှာဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ခြေစွမ်းကအတော်လေးကောင်းတဲ့အနေအထားမျိုးကိုတွေ့ရတယ်အေဗာတန်နဲ့နေမှာဆိုလို့ရှိရင်လည်းတသင်းလုံးနီးပါး rating စိမ့်နေလောက်တဲ့အထိအာဆင်နယ်ရဲ့ team form ကအဲ့လောက်ထိကောင်းနေတဲ့အနေအထားမျိုးကိုတွေ့ရတယ်အဓိကကတော့ကျွန်တော်တခုပဲပေါ့နော်အာဆင်နယ်ရဲ့တိုက်စစ်ကအရင်ဂိုးမြင်ဆိုင်မြင်ရတဲ့ပွဲမျိုးဆိုတာတော့ကျွန်တော်တို့အများကြီးမတွေ့ရသေးဘူးပေါ့တစ်ဖက်က Crystal Palace ကအခုနောက်ဆုံးရှိမှန်ထားတဲ့ကစားနောက်ဆုံးရှိမှန်ကစားထားတဲ့9ပွဲမှာ3ပွဲလောက်ထိရှုံးနေထားတယ်နီးပြဂလက်စနာလည်းဒါနည်းနည်းအနှဲငယ်ပေါ့နော်ဒါအသင်းကိုဖိအားအောက်တော့ရောက်နေတယ်အသင်းကလည်းPalaceအသင်းကလည်းကျွန်တော်တို့အတော်လေးအခုနောက်ပိုင်းပေါ့နော်ဒါနည်းနည်းလေးဝိလာတဲ့ပုံစံမျိုးကိုပြလာတယ်Palaceချီမမှန်ဘူးအိမ်ဝင်းမှာဒါကျွန်တော်တို့ Netherlands sorry ကျွန်တော်တို့အိမ်ဝင်းမှာ Finland League ကKUPS လို့အသေးလေးကိုတော့မနိုင်ခဲ့တဲ့အနေအထားမျိုးတွေပဲရှိခဲ့တယ်။ဒါနောက်ဆုံးကျွန်တော်တို့သူ့အနေနဲ့အဝေးဝင်းမှာပရီးမီးယားလိဂ်အသင်းကိုနိုင်ခဲ့တာဆိုလို့ဖူဟန်ကို 1-2 နဲ့နိုင်ခဲ့တာပဲရှိမယ်ဗျ။ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်ကတော့ဖူဟန်လောက်လွယ်နေမဲ့အနေအထားမျိုးတော့မဟုတ်ဘူး။အာဆင်နယ်ကဒါဂိုးအများကြီးမသွင်းတတ်တာတော့မဟုတ်ဘူးပေါ့နော်။ဒါအာဆင်နယ်ပဲနေကျွန်တော်ပြောနေပါမယ်။မသွင်းနဲ့ဒါအဓိကအနိုင်ရလက်တစ်ခုကိုပဲ UTV သွားတတ်တဲ့အသင်းဖြစ်တဲ့အတွက်ဒါအခုနောက်ပိုင်းမှာတော့အာဆင်နယ်စီကနေပြီးတော့ကျွန်တော်တို့သွင်းကိုအများပြားကိုမြင်ရဖို့ကတော့မလွယ်ဘူးပေါ့နော်ဆိုတော့ဒီပွဲလက်ရှိဈေးကွက်ပေါက်သေးအရာဆိုလို့ရှိရင်တော့အာဆင်နယ်ကနေပြီးတော့ကျွန်တော်တို့ Crystal Palace ကိုဒါတစ်လုံးတည်ပေးထားတယ်ဂိုးပေါင်းဈေးက2လုံးကျွန်တော်တို့နှလုံးအရှုံးပေါ့နော်ဒီလိုမျိုးသဘောမျိုးလောက်ထိပေးထားတယ်ဆိုတော့ဒီပွဲကကျွန်တော်တို့ချင်းရကြည့်မယ်ဆိုရင်တော့ဂိုးအောက်ချင်းကြီးပါဘာလို့လဲဆိုတော့အာဆင်နယ်တစ်လုံးတည်ဆိုလို့ရှိရင်ဥပမာအာဆင်နယ်အနေနဲ့1-0နဲ့နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ body သေးတည်ကြမယ်ဂိုးပဲအောက်ခဲ့ပဲပေါ့နော်ဒီလိုမျိုးဂိုးအောက်သဘောမျိုးပေါ့နော်ဒါ 1C 2C အဲ့လောက်ပဲ1-1အဲ့လောက်ပဲပေးထားတဲ့ဒါဂိုးပေါင်းဈေးမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဗျဆိုတော့ကျွန်တော်ဒီဘက်ကအနေငယ်လေးတော့ရွေးရခက်မယ်ဘာလို့လဲဆိုတော့ဒါအာဆင်နယ်နိုင်တောင်မှပဲ 1C လောက်အနေထားမျိုးကိုပေးထားတာဖြစ်တဲ့အတွက်အနေငယ်တော့မှန်းရခက်လိမ့်မယ်ဗျဒီနှစ်သင်းကြားမှာကျွန်တော်တို့နောက်ဆုံးရှေ့မှန်ကစားထားတဲ့ဒါ9ချိန်လောက်အထိမှာအခုနောက်ဆုံးကန်ထားတဲ့တစ်ချိန်ပဲအာဆင်နယ်က 1-0 နဲ့နိုင်ရတယ်ကျန်တဲ့အချိန်မှာတော့ဂိုးအမြဲတမ်းပေါ်ခဲ့တယ်ဒါ2-2တို့1-5တို့3-2တို့5-0တို့ဒီလိုမျိုးအနေအထားမျိုးတွေရှိခဲ့တယ်ပေါ့နော်အာဆင်နယ်ရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်တော့ Crystal Palace အတွက်ကတော့အမြဲတမ်းခက်ခဲခဲ့ပြီးတော့နောက်ဆုံးတွတ်တဲ့ဒါအကုန်လုံးပေါင်းထိတ်တိုက်ထွေးဆုံးမှု14ချိန်မှာဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့10ချိန်နိုင်တယ်Palaceကတစ်ချိန်ပဲနိုင်ပြီး9ချိန်တည်ကြထားတယ်ပေါ့ဒီတစ်ချိန်မှာလည်းတည်ရလက်မျိုးတော့ထွက်သွားနိုင်ပါတယ်ဘာလို့ semi final ဖြစ်တဲ့အတွက်ဒါကစားသမားတွေအပင်မခံခြင်းတော့ပွဲချိန်အပြည့်အတွင်းမှာဒါအာဆင်နယ်အနေနဲ့လည်းဒါချန်ပီယံလိလည်းကန်စီယာရှိမယ်ကျွန်တော်တို့ပရီးမီးယားလိလည်းကန်စီယာရှိမှာဖြစ်တဲ့အတွက်ကတော့ဒါကစားသမားတွေကိုသူ့အနေနဲ့နားချိန်ပို့ပြီးပေးခြင်းတော့ဒီပွဲကို1-0လောက်နဲ့ဖြတ်ပြီးတော့သူတို့အနေနဲ့ကစားသမားတွေတအားကြီးမယုံရလောက်အောင်ထိန်းကန်မြင်တယ်Crystal Palace ကတော့ဒါအခုနောက်ပိုင်းကတော့ Crystal Palace ကနည်းနည်းလေးပြောစရာဖြစ်လာတယ်ဗျာဒါနောက်ဆုံးဖူဟန်ကို 1-2 နဲ့နိုင်ခဲ့တယ်အဝေးကွင်းမှာကျွန်တော်တို့ဘန်လီကိုလည်းအဝေးကွင်းမှာ 0-1 နဲ့နိုင်ခဲ့တယ်ပေါ့ဒီတော့ Crystal Palace ရဲ့အဝေးကွင်းခြိစမ်းကတော့တော်တော်လေးစုပ်တယ်လို့ပဲပြောရမှာတော်တော်လေးအားရဖို့မကောင်းတဲ့အနေအထားမျိုးအခုနောက်ပိုင်းပွဲစဉ်တွေဆိုလို့ရှိရင်ပိုပြီးဆိုးတယ်ပေါ့နော်ဆိုတော့အာဆင်နယ်အနေနဲ့ Crystal Palace ကိုဒီပွဲမှာနိုင်ပါလိမ့်မယ်ဒါပေမဲ့ body သေးကတစ်လုံးတည်ဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအာဆင်နယ်တကိုးလောက်ပဲကြိုက်တာဖြစ်တဲ့အတွက်ဒီပွဲကိုတော့ကျွန်တော်ကနှလုံးအရှုံးကိုကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးချင်ပါတယ်အာဆင်နယ်နိုင်တောင်မှပဲ 1C 2C ပါပဲဆိုတော့ကျွန်တော်ဒီအာဆင်နယ်အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ကျွန်တော်ကတော့ဒါဂ
ဂိုးအောက်ကိုရွေးချယ်ပေးကြပါတယ်ညီကိုတွေအနေနဲ့ကျွန်တော်နဲ့အကြိုက်တူမှလိုက်ကစားပါအကြိုက်မလို့လက်လက်စော်ပတ်ကန်စော်ကစားနိုင်ပါတယ်ဗျညီကိုတွေအနေနဲ့ပေါ့နော်ထပ်ပြီးပြောပါမယ်ဒီလိုမျိုးတပွဲကောင်းလေးတွေ free mon တွေလေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel ကို join ထားပါ free mon တွေကဘာလို့ Telegram ကို join ခိုင်းလဲဆိုတော့ပွဲနေရင်တော့ကျွန်တော်တို့ဒါ channel Telegram channel မှာပဲမောင်းတွေကပေးနေကြဖြစ်တဲ့အတွက်ဒါ Telegram channel ကို join ခိုင်းတာဖြစ်ပါတယ်ဒါဘောလုံးပွဲကိုညီကိုတွေအနေနဲ့ဒါစော်ကစားဖို့နေရာတစ်ခုကိုရှာနေရဆိုရင်တော့ကျွန်တော်ကို sponsor အနေနဲ့ပေးထားတဲ့ UEFA ဘက်မှာညီကိုတွေအနေနဲ့ဒါ24နာရီငွေသွင်းငွေထုတ်ဝန်ဆောင်မှုစိတ်ချစွာနဲ့လာရောက်စော်ကစားလို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ